မနေ့3နိုင်နိုးနေရနဲ့ဘာလို့ကောင်မသိတော့လမ်းလေးပါလေရှောက်မဲဆိုပြီးတော့စောစောထလာတယ်9နိုင်ကျွန်တော်တို့ရက်ကွက်ကနေပြီးတော့ဒါတူနာအားကစားရုံပါဗျာနည်းနည်းလေးပဲမောင်းရတယ်ပေါ့တူနာအားကစားရုံကျွန်တော်တော်ရတယ် sorry ဘောလုံးဝင်ပြီးပတ်လန်းပေါ့မနေ့မိုးလင်းလာကားတွေရမ်းစီရဗျာအမကျွန်တော်လည်းပါပြေးပြီးတော့ကျွန်တော်မနေ့သာစားမယ်ပေါ့မနေ့သာစားမယ်အခါမှာဗျာဒါ breakfast ဘူးပေးစားမယ်ပေါ့ကန်ကောင်းစွာနဲ့ပဲသူကအဲ့ hotel မှာပါကင်ရတယ်ပေါ့တန်အောင်စားတာဗျာ19000ပဲပေးရတယ်ဒါပေမဲ့ကျွန်တော်လုံးဝတန်အောင်စားခဲ့တယ်ပေါ့ကျွန်တော်တွက်ပြမယ်ဗျာ lucky 7တို့3မှန်လာတော့တပြေးတို့မှစားမယ်ဆိုရင်ပုံမှန်ပေါ့ဒါနည်းနည်းများများစားမယ်ဆို1000လောက်ကျတယ်ပေါ့ဒီမှာဆိုလို့ရှိရင်ဗျာဒီ9ကုန်းပေါင်နဲ့ကြက်မာလာနဲ့ခောက်ဆွဲကြော်ထမင်းကြော်ကျုပ်ဝက်နှလုံးတင်းဆန်း3ဝဲကော်ဖီက4ခွက်ကော်ဖီကိုဗျာစီစဉ်အနေနဲ့ပဲတွေ့တစ်ခွက်ကို2500နဲ့3ခွက်1500ဖြစ်နေပြီအဲ့တော့ဒါနဲ့တွက်ကြရင်ကျွန်တော်စားတာပြန်မှာစားမယ်ဆိုရင်3000လောက်ကျမယ်ပေါ့အဲ့ဒါကိုပဲသူကတဝက်စီလောက်နဲ့တန်အောင်စားရတယ်ဆိုတော့မစိုးဘူးဗျအဲ့တော့လေ့ကျင့်ခန်းလုပ်တဲ့မကာမီကအများကြီးစားလိုက်တယ်ပေါ့ကယ်လိုရီ2000ပို့လို့စားလိုက်